ဒီနေ့ကျွန်တော်တွက်ပြမယ်မိတ်ဆွေတို့ကတော့ဒီနစ်စာကလေးမှာဖောက်လိုက်1 chain ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်နောက်အဝေးတော့မတွားတော့ဒီကနေပဲစားလိုက်တော့ဒီ6တက်နဲ့ကနေပဲမိတ်ဆွေတို့ကျွန်တော်စတွက်ပြပေးနေမိတ်ဆွေတို့နော်ကဲထော်တော့ဒီ6တက်နဲ့ကနေစမယ်ဆိုတော့6ပြီးရင်ကျွန်တော်တို့ရွေးရင်တော့6ခွန်8ကိုနော်ပြီးရင်ဒီမှာပြန်လာရေး3ညတဲနဲ့3 4 5ဆိုပြီးကျွန်တော်တို့နော်တုံးတွဲရပြီဒါတော့ညီကိုကနန်းဆိုရင်ဒီလိုလာမယ်ဒီထဲက1 chain မယ်နော်ပြီးရင်ကျွန်တော်တို့ဒီလိုပြန်ယူမယ်ဒီအပေါ်ကနေပေါ့နော်ဒီခွန်3ည3တလုံးအဲ့လိုယူမယ်ပြီးရင်8တက်4တလုံးပြီးရင်9နဲ့5တလုံးနော်ပြီးရင်ဘယ်လိုထည့်ယူလဲ3တက်9တလုံးပြီးရင်9တက်5တလုံးနော်ဒါဆိုရင်ကျွန်တော်တို့8လုံးရမယ်သူကတော့နှစ်စားကြရဒီတော့နေ့မဖောက်သေးဘူးဒါဒီလာတဲ့ဒီတပတ်တော့လဲကျွန်တော်ဆက်မျှဝေပေးနေမှာဆိုတော့နော်သူကထောက်ထွားကနန်းဗာထောက်ထွားလဲဆိုတော့ထောက်ထွားကနန်းဒီသူထောက်ထွားတာဒီနေရာပဲရေးလိုက်ပါမယ်ထောက်ထွားကနန်းဒီတုံညာခွန်ထောက်ထွားတယ်နော်ဆိုတော့ခွန်ဆိုကျွန်တော်တို့1 chain ကနန်းဒီနော်1 chain ဟာဒီတစ်လုံးတော့ဆိုတော့နော်တုံညာခွန်ဆိုတော့1 chain ဟာသူကအထက်ဒီလိုလဲလာတဲ့အတွက်ကျွန်တော်မိတ်ဆွေတို့ဒီလိုပဲမျှဝေလွဲနော်တွဲထပ်သွားကြည့်အောင်မိတ်ဆွေတို့ထောက်တော့တဲ့ဒီကျွန်တော်ထောက်တော့ဒီ3ညခွန်နဲ့ပဲပြန်တွားရင်လို့ဆိုတော့3ညခွန်နဲ့တွားမယ်ဆိုရင်3ညပြီးရင်ဒီလိုယူလိုက်မယ်3ညပြီးရင်တဲ့နဲ့3 4 5 6ခွန်8ကိုနော်ဒါတော့ညီကိုကနန်းကြရဲဆိုရင်ဒီဥစားပဲမိတ်ဆွေတို့ယူရမယ်နော်ဒါ1 chain ကလန်းလေးပြန်ကြည့်မယ်ဆိုရင်တက်4ခွန်တစ်လုံးနော်တက်4ခွန်တစ်လုံးနဲ့5 8တစ်လုံး3 6 9တစ်လုံးနော်ပြီးရင်ပါရှိသေးလဲခွန်5 3တစ်လုံးတဲ့5 9တစ်လုံးအောင်မစေတော့ဒါဆိုရင်ကျွန်တော်တို့1 chain ဒီ8လုံးရှိမယ်ထောက်ရကနန်းကြည့်မယ်ဆိုရင်ပါထောက်ရလဲထောက်ရကနန်းဒီ3 8ခွန်ထောက်ရအောင်စေတော့3 8ခွန်ဆိုတော့ကျွန်တော်တို့1 chain ဒီတစ်လုံးရယ်နော်ပြီးရင်ဒီတစ်လုံးနော်ဒါ1 chain နေပဲနော်1 chain ဟာတစ်လုံးနှလုံးရှိမယ်နော်ဒီတပတ်ကျွန်တော်နော်ကဲကျွန်တော်မိတ်ဆွေတို့ထပ်သွားကြည့်အောင်နော်ထပ်သွားကြည့်အောင်ထွက်သွားတဲ့ပါလဲ3 8ခုနဲ့ဆက်သွားမယ်3 8ခွန်နော်3 8ခွန်ဆိုရင်ကျွန်တော်ဘယ်ယူမလဲ3ပြီးရင်4 3ပြီး4 5 6ခွန်8 9တုံညာတဲ့နဲ့ဒါတော့ညီကို1 chain ပါလို့ဆိုတော့ညီကိုကနန်းရလာတဲ့လူဒီထဲမှာယူပဲလို့ပေါ့နော်ပြီးရင်ဒီပဲယူမယ်4ခွန်တုံညာတစ်လုံးဒီမှာ5 8တဲ့တစ်လုံး6 9နဲ့တစ်လုံးပြီးရင်တုံညာ8 6တစ်လုံးပြီးရင်4 8နဲ့တစ်လုံးနော်ဟောထောက်ရကနန်းကြည့်မယ်ဆိုရင်ဗာထောက်ရမယ်ဆိုထောက်ရကနန်းဒီခွန်တုံညာထောက်ရမယ်ဆိုတော့ဒါဆိုကျွန်တော်1 chain ဒီ
နော်ဒီတစ်လုံး one chain တော့ဆိုတော့နော်ကဲကျွန်တော်တို့ထပ်သွားကြည့်အောင်ထော်ရတဲ့ဒီတစ်ပတ်ပါထော်ရမယ်ဆိုတော့ထော်ရဒီခုံညပဲပြန်တွားမယ်နော်ခုံတုံညနဲ့တွားမယ်ခုံတုံညဆိုတော့တော့ပဲယူမလဲခုံပေးရင်ဒီလိုစင်းနဲ့ခုံပေးရင်ရှေ့ကိုတုံညတဲနဲ့3 4 5 6ဒါဆိုကျွန်တော်တို့ညီကိုကနန်းဆိုရင်ညီကိုကနန်းတက်တဲ့လို့ဆိုရင်ဒီကနန်းယူရမယ်လို့ဆိုတော့ညီကိုကနန်းဆိုရင်ကဲထပ်တွဲကြည့်မယ်ရှေ့တဲ့4 တလုံး9နဲ့5 တလုံးပြီးရင်3 ည3 6 တလုံးပြီးရင်ဒီလိုထည့်ယူမယ်ရှေ့နဲ့6 တလုံးရယ်4နဲ့3 ညတလုံးဒါဆိုမယ်ဆိုတော့ထော်ရကနန်းကြည့်မယ်ဆိုရင်ဒီဘက်ထော်ရတဲ့ဒီဘက်ပါထော်ရလဲဆိုတော့ထော်ရတာတဲ့4ရှစ်ဟာလာမဒီမယ်ဆိုတော့မမီဒီမားနေလားထော်ရကနန်းဒီတဲ့ရှစ်4ထော်ရမယ်ဆိုတော့နော်တဲ့ရှစ်4ဆိုကျွန်တော် one chain ဒီဒီတစ်လုံးနော်ကဲကျွန်တော်တို့ဒီတစ်ပတ်အတွက်မိတ်ဆွေတို့ one chain ကနန်းလေးကြည့်ရအောင်ဆိုတော့သူကမ chain မနဲ့သူကပတ်လေထလာနော်ဒီပတ်နော်ကဲလာမယ့်ပတ်ကိုကြည့်ရအောင်ဆိုတော့နော်ထော်ရတဲ့ဒီတဲ့နော်ရှစ်လေးနဲ့ပြန်သွားမယ်တဲ့ပင်နဲ့3 4 5 6 9 10 9 တုံညဒါတော့ညီကိုကနန်းမနော်ကဲ one chain ကနန်းကြည့်မယ်ဆိုရင်နေ5 10 3 6 9 4 9 တုံညပြီးပါရှိလဲနေ6 တုံညပြီးတော့8 6နော်အဲ့ဆိုတော့ဒီလာမဲ့ဒီတစ်ပတ် one chain ဒီနော်လာမဲ့နော် one chain ကဒါလဲဆိုတော့ဒီတစ်ပတ်လာမဲ့တရက်9 လ2026မှာနော်အဲ့ဆိုတော့ဒီတွက်နီးလေးကြိုက်တယ်ဆိုရင်ယူတော့ကစားကြည့်ပါမယ်ဆိုတော့သူက one chain ကတော့ဒီထဲမှာပဲပါတယ်ဗျာသူကအမြဲတမ်းမဖောက်သေးတဲ့တွက်နီးလေးနော်အဲ့ဆိုတော့နော်သူကစက်တိုက်လာနေတဲ့ one chain နော်ဒါတလောက်ပါပဲဆိုတော့နော်